ကွေးတိုင်းပခုတ်ကူမြို့နယ်မှာရေကြီးရေရှမ်းလာတဲ့အတွက်ကျောင်းတွေမှာရှင်နှင်းမြုပ်နေပြီးအခြေခံပညာကျောင်း89ကျောင်းကိုပိတ်သိမ်းလိုက်ရတယ်လို့ပညာရေးဌာနနဲ့နှိစက်သူတွေစီကသိရပါဗျ။အေယာဝတီမြစ်ရေမြင့်တက်လာပြီးစာသင်ကျောင်းတွေတဲကိုရေတွေဝင်ရောက်ကနှင်းမြုပ်လာတဲ့အတွက်ဩဂတ်စ်လ17ရက်နဲ့12ရက်နေ့တွေမှာကျောင်းတွေပိတ်သိမ်းလိုက်ရတာပါလို့ဆိုပါတယ်။အန်ဒီရရှိတဲ့အခြေအနေဖြစ်တဲ့အတွက်ကျောင်းတွေကိုပိတ်လိုက်ရတာဖြစ်ပြီးရေအခြေအနေကိုစောင့်ကြည့်နေတယ်လို့ပညာရေးဌာနနဲ့နှိစက်သူတယောက်ကပြောပါတယ်။ယာယီပိတ်လိုက်ရတဲ့စာသင်ကျောင်း89ကျောင်းမှာအခြေခံပညာမူလာတဲ့ကျောင်း33ကျောင်းမွန်လွန်ကျောင်း18ကျောင်းအလေတန်းခွေးကျောင်း4ကျောင်းအလေတန်းတွေးဖက်1ကျောင်းအလေတန်းကျောင်း10ကျောင်းအထက်တန်းခွေးကျောင်း15ကျောင်းနဲ့အထက်တန်းကျောင်း9ကျောင်းဖြစ်တယ်လို့သိရပါတယ်။ပိတ်လိုက်ရတဲ့စာသင်ကျောင်းတွေကကျောင်းသားကျောင်းသူတွေကိုကျောင်းပိတ်ချိန်ကနောက်ကျခဲ့တဲ့သင်ခန်းစာတွေအတွက်ရေကျတော်ပြီးစာသင်ကျောင်းတွေပြန်ဖွင့်တဲ့အချိန်မှာရက်ထက်တိုးကအစာထိုးပြန်လဲတင် जा ပေးတော်မယ်လို့သိရပါတယ်ရှင်။